မန်ယူရှုံးနေခဲ့တဲ့အာဆင်နယ်တို့ဒီနေ့မှာတော့ချက်စီးကိုအနိုင်ခံပြီးနောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်မလား။ညီကိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် EFL Cup ဒုတိယကြောက်ပွဲစဉ်တွေကကျွန်တော်ချက်စီးသင်းနဲ့အာဆင်နယ်သင်းတို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ပွဲကြို30ချက်လေးပြောသွားပေးပါမယ်။ကဲဒီနေ့ရဲ့ထဲတွဲဆုံမှုတွေကိုကြည့်မယ်ဆိုရင်တော့အာဆင်နယ်ကဒီနောက်ပိုင်းတော်တော်လေးအသာစီးရထားတာတွေ့ရတယ်။လန်ဒန်ဒါဘီလေးဖြစ်တာကြောင့်အပြန်အလှန်ပြိုင်ဆိုင်မှုတွေပြင်းထန်လေးရှိရဗျ။ဒါပေမဲ့လည်းတွဲဆုံမှုတိုင်းမှာအာဆင်နယ်ကအသာစီးရထားဆိုတော့ဒီနောက်ပိုင်းနှစ်တွေမှာလန်ဒန်ကအနီအောင်လို့တော့ပြောလို့ရနေတဲ့အနေအထားဖြစ်ပြီးဦးလက်ရှိမှာလည်းအာဆင်နယ်ကတော်တော်လေးကိုပုံစံကောင်းတွေပြပြီးတော့ပရီးမီးယားလိမှာဆိုပိုဆွဲဖို့အတွက်တော်တော်လေးရေပန်းစားနေတဲ့အသင်းဖြစ်တယ်။ဒါကျွန်တော်အခုသိရမှာEFL Cup ဖြစ်တဲ့အတွက်ကြောင့် Premier League နဲ့တော့တိတ်တော့မဆိုင်ဘူး။ဒါပေမဲ့လည်း Arsenal တို့ကဒီဖလားကိုတော်တော်လေးကိုကြိတ်မိတ်ပြီးတော့ရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကန်ထားတာကိုတွေ့ရတယ်။ဆိုတော့ဒီနေ့ပွဲမှာလည်းChelsea အသင်းကိုရှော့ပေးသွားမယ်လို့ကျွန်တော်မထင်ဘူးဗျ။လန်ဒန်ဒါဘီလည်းဖြစ်တယ်ပြီးတော့သူတို့ EFL Cup ကိုလည်းနည်းနည်းလေးပို့ပြီးအာရုံစိုက်နေတယ်လို့ကျွန်တော်မြင်နေပေါ့နော်။ Premier League ကိုလည်းအာရုံစိုက်သလိုEFL Cup ကိုလည်းအာရုံစိုက်ထားတာကိုကျွန်တော်တွေ့ရတယ်။ပထမကြော့Chelsea ရဲ့အိမ်ကွင်းမှာတော့2-3ဆိုတဲ့ရလဒ်နဲ့နိုင်ထားပြီးပါပြီ။ဒီနေ့မှာ Arsenal တို့အနေနဲ့တရေကြခဲ့ရင်တော့မှနောက်တစ်ဆင့်ကိုတက်လန်းသွားမယ့်အနေအထားမျိုးဖြစ်တယ်။ Arsenal အသင်းကနောက်ဆုံးသားခဲ့တဲ့9ပွဲသွားကြည့်မယ်ဆိုတော့3ပွဲနိုင်1ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်မျိုးပိုင်ဆိုင်ထားတယ်။ Chelsea အသင်းကတော့နောက်ဆုံး9ပွဲလုံးအနိုင်ခံထားတဲ့အသင်းပြ။ Chelsea ကတော့ဒီနေ့ပွဲမှာပထမကြော့မှာရှုံးခဲ့တဲ့အတွက်ဒီနေ့မှာတော့Chelsea တို့မဖြစ်မနေတကိုးအသာနဲ့နိုင်ဖို့တော့လိုနေတယ်။တကိုးအသာနဲ့နိုင်မှပဲသူတို့ penalty အဆုံးဖြတ်နဲ့နောက်တစ်ဆင့်ကိုတက်လန်းဖို့ခွင့်ရကောင်းပိုင်ဆိုင်နေမှာဖြစ်တယ်။ဒီနေ့ပွဲမှာတော့Chelsea တို့အနေနဲ့ဒီနေ့ဖလားကိုလက်လွတ်ရဖို့တော်တော်လေးရာခိုင်နှုန်းများနေတယ်။ဒီနေ့ပွဲမှာArsenal ကတစ်လုံး90နိုင်ကိုပေါင်းကြီး3လုံး90နိုင်ဆိုတဲ့ကြီးတန်းမျိုးဖွင့်ပေးထားတယ်။ဆိုတော့အာဆင်နယ်ကြီးကကျွန်တော်ပြင်းတယ်လည်းပြောလို့မရသလိုပြောတယ်လည်းပြောလို့မရအောင်တာမန်တက်နည်းနည်းလေးပဲပြင်းနေကြီးလို့ကျွန်တော်ပြောလို့ရမယ်။ဝေခွင့်မှာတော့အာဆင်နယ်တို့level 50ရှုံး level 60ဒီလိုမျိုးပဲပြီးခဲ့တာအိမ်ခွင့်မှာဒီလိုတစ်လုံး90နိုင်ဆိုကြီးရမပြင်းလို့ပဲကျွန်တော်ပြောရလိမ့်မယ်။ဒီနေ့ပွဲမှာကျွန်တော်အာဆင်နယ်ကိုပဲကျွန်တော်ရွေးပေးခြင်းတယ်။အာဆင်နယ်တော်တော်လေးဒီဖလားကိုလည်းအာရုံစိုက်နေရတဲ့ကြောင်းပြီးတော့အာဆင်နယ်တို့အနေနဲ့အိမ်ခွင်းမှာတော့Chelsea ကအဓိကတော့သူ့ရဲ့လန်ဒန်ပြိုင်ဘက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အရှုံးနေခံမယ်တော့ကျွန်တော်မထင်ဘူး။တည်ရတဲ့ကြားခံမယ်လို့ကျွန်တော်မမြင်ဘူး။ဒီဘွဲကိုအာဆင်နယ်အနိုင်ပဲကြည့်တယ်ကျွန်တော်တို့တကိုးတောင်လားနှစ်ကိုးတောင်လားကျွန်တော်ဒါကိုပဲကြည့်ရမယ်။ Chelsea ကတော့ဒီနေ့ပွဲမျောလင်းချက်မရှိဘူး။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်တွေကသူတို့နောက်ဆုံး3ပွဲသက်တိုက်ကြီးအောင်ထားတယ်။နောက်ဆုံး2ပွဲဆိုသူတို့ကြီးမအောင်သင့်ဘူးလို့ကျွန်တော်မြင်ထားတာ။ဝမ်ဟန်တဲ့ပွဲဆိုလေသူတို့နောက်ကျဂိုးတွေနဲ့ဘော်ဒီကြီးကိုရအောင်မကြမခံသွားဘူးပေါ့နော်။ဆိုတော့ဒီနေ့ပွဲမှာတော့ကျွန်တော်အာဆင်နယ်ဘော်ဒီကိုပဲကြိုက်ပါတယ်။ဒါကြောင့်ဒီညကျွန်တော်စိတ်ကြရွေးချယ်ပေးမှုကတော့အာဆင်နယ်ဘော်ဒီလေးကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ကဲညီကိုတွေအားလုံးပဲအဆင်ပြေကြပါစေ။ကျွန်တော်တဲ့ဒီက channel ကိုမဝင်ရသေးတဲ့ညီကိုတွေ channel လေးကိုလည်းဝင်ပေးထားပါဦး။ကျွန်တော်နောက်ရက်ပွဲများရဲ့ရက်တွေကြရင်ကျွန်တော်မောင်ကလေးပုံမှန်လေးတင်ပေးနေရကြောင်းညီကိုတို့အတွက်အဆင်ပြေမယ်ထင်ပါတယ်။ကျွန်တော် TikTok ပိုင်းမှာကျွန်တော် channel နာမည်လေးကိုရေးပေးထားတယ်ညီကိုတို့အနေနဲ့အဲ့ဒါလေးကို Telegram မှာရိုက်ရှာပြီးတော့ကျွန်တော် channel လေးကို join ပေးထားဖို့ပြောချင်ပါတယ်။ညီကိုအနေနဲ့ဝင်ထားမှာမမဟုတ်လို့ပြောချင်ပါတယ်။ကဲနောက်ရက်တွေကြရင်ကျွန်တော်ဒီလိုမျိုးတပွဲကောင်းဗီဒီယိုလေးပုံမှန်လေးတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account လေး follow မလုပ်ရသေးညီကိုလေး follow လေးလုပ်ပေးထားဖို့ပြောချင်ပါတယ်။ကဲညီကိုအားလုံးပဲဘိုင်ပါနောက်ရက်တွေမှာဒီလိုမျိုးတပွဲကောင်းပွဲစဉ်တွေနဲ့ပြန်ဆောင်ကြပါမယ်ဗျ။